ရွာကောင်းစားဖို့လုပ်နေတာရှုပ်ရှုပ်ရှစ်ရှစ်မလုပ်ကြနဲ့နော်ပေရဲတဲ့ကောင်တွေထွက်ခဲ့ကွာရွာကိုကာဝယ်ဖို့တာဝန်ယူထားတဲ့မဲလုံးတို့အုပ်စုဟာအခုဆိုလက်နဲ့အားကိုနဲ့ရွာသားများကြောက်ရွံ့နေကြရပါတယ်ဒီလိုနဲ့မတရားမှုကိုတော်လှန်ဖို့ချာလီတို့ညီနောင်ဟာတိုင်းပညာသင်ယူရန်တော်တဲ့သို့ထွက်လာခဲ့ရပါတော့တယ်ခဏနေအောင်တိုင်းကနောက်မှတင်ရေရင်သွားခံအေးဒီလိုလေးနှိုက်မယ်ဒီလိုလေးကလော်မယ်ဒီလိုလေးပင့်မယ်မဲလာကွာမဲလို့ဟမ်မဲလာကွာလက်ဖက်ချောက်မဲလာကွာမအားလားအေးမဲတို့တတိထားရမှာကမိနဂါကောင်ပဲသူ့ကိုပြစ်နိုင်တဲ့လက်နဲ့မရှိသေးဘူးအရေးကြီးဆုံးအချက်ကအတန်းကြားတာနဲ့ပြေးတာပြေးအန်ရဲ့ငွေတက်တွေရနေတဲ့အတိုင်းစင်သေးပြေးတာအာမီနဂါလာပြီးအောင်ရင်အားတို့မီနဂါမဝဲနိုင်ပြီမယ်ဒီသိန်းငှက်ကိုလေ့ကျင့်ပေးလို့ရတယ်တိုက်ပွဲတစ်ပွဲကိုတိုက်နိုင်ဘူးမီနဂါကိုနွားအကောင်100ကျွေးရတယ်ဟေးဤကဲပြန်လာခဲ့ကလေးလေးလိမ့်ပါတယ်ကောသူတိုက်ပွဲအတွက်စင်သေးဖြစ်နေပြီသူပြတ်မှတ်ရောက်အောင်သွားနိုင်မယ်လို့ငါယုံကြည်တယ်ဒီနေ့လေတိုင်းတော့နည်းနည်းတော့များတယ်ကွာကောင်းကောင်းလုံးနိုင်ပါလား